တကယ်ကျွန်တော်အလုံးမဲ့မင်္ဂလာပါ Animus Anime ကနေပြန်ကြည့်ဆိုလိုက်ပါရစေကျွန်တော်နဲ့တင်ဆက်ပေးမယ့် Anime ကတော့ Solo Level လေးရဲ့ Episode 2ပဲဖြစ်ပါတယ်အဲ့ဒါကဘာကြီးလဲကွာဘယ်လိုလုပ်ကြမလဲအားလုံးမလုပ်ကြနဲ့လှုပ်ရင်တိုက်ခံရလိမ့်မယ်မင်းသားအောင်ပြောလိုက်ရင်အကုန်လက်ကုန်ပါမင်းသိလို့ငုံခိုင်းလိုက်တာမလားခန်းစားမိလိုက်လို့ပါ Mr. Sound အကိုရဲ့လက်အေးသူတက်အောင်လုပ်ပေးအောင်ကွာငါ့ကိုကူဖို့အတွက်ဂျူဟဲကိုကူညီတောင်းတင်ပေမဲ့သူ့ဘာသာတစ်လက်နေတယ်လေငါကဘီရန်ဆိုပေမဲ့တာမန်ဖွဲ့မှာပဲပါခွင့်ရတာဘီရန်ရဲ့ mission တချို့မှာပါဘူးတဲ့ဒါကြီးကအီရန်မဟုတ်ရင်တောင်မှ Esperant ပဲခါတန်နွန်ဖျားเจ้าရဲ့ပညတ်တွေကိုကြောက်တော့မှရေးထားတယ်အဲ့ဒါကိုမလိုက်နိုင်ရင်အသက်ရှင်နဲ့ထွက်လို့ရမှာမဟုတ်ဘူးတဲ့ Mr. Sound ဖျားသက်ခင်ကအယုထုများလားငြိမ်သွားမှပဲဒီကနေထွက်ကြတာပေါ့ငါကအဖက်ကြီးတစ်ခုနဲ့စာချုပ်ချုပ်ထားတာမကြသေးဘူးဒီညမှာမသေးချင်သေးဘူးငါလုံးနိုင်မယ်လို့ယုံကြည်တယ်ဘယ်ချီလက်ထွက်ပြေးတာရုပ်ထုကပြစ်လိုက်လို့လစ်သွားခဲ့တယ်တစ်ဖက်မှာတော့ဂျီနာနင်းကိုကဟန်တာမလားအေးဒါပေမဲ့အီရန်ဆိုတော့အမြဲတမ်းရနေတာပေါ့ငါဆိုရင်တော့အဲ့လိုဖြစ်မှာမဟုတ်ဘူးတောက်စင်းတော့ဂျီနာလည်းစေယုံကသူ့မေစီကိုနေတိုင်းလာတွေ့ရင်းနဲ့သူမရဲ့ဆာမွေပွဲရလက်ကိုပြပြနေခဲ့တယ်ဂူထဲမှာတော့ဂျင်ဘူးလေအဲ့ဒါကငါတို့ကိုတက်ပစ်နိုင်တယ်တက်ပစ်ဖို့အစွမ်းရှိပေမဲ့မတက်သေးဘူးမစ္စတာဆောင်ပထမပညတ်တော်ကပါလဲဖျားသခင်ကိုကိုးကွယ်ပါတဲ့ကြည်ရတာကျွန်တော်မမားသေးဘူးဆိုရင်အေးမင်းအရှုံးပေးသေးဘူးဆိုတာအကြည့်တွေကအသက်သေးပဲဖြစ်ခါနီးမှငုံလိုက်တာမဖြစ်တော့ဘဲနဲ့ငြိမ်သွားလို့အလုံးရုပ်ထုကိုဒူးထောက်လိုက်ကြတခုခုတည်သွားလို့လားဟုတ်ကျွန်တော်တို့ခေါင်းတွေအောက်မှာရှိနေရင်ဘာမှမဖြစ်ဘူးပထမပညတ်တော်ကအဲ့ဒါပဲအယိုသေးပေးလိုက်တော့တေချာရဲ့လားကွာဟုတ်အကုန်အယိုသေးပေးလိုက်တော့ရုပ်ထုလည်းပြုံးသွားခဲ့တယ်အမူအရာပြောင်းသွားပြီပဲမစ္စတာပက်လည်းမတက်ရက်လိုက်ကဘာမှမဖြစ်တော့ဘူးဟေ့ငါတို့လွတ်ပြီလားမပြီးတော့သေးဘူးအဲ့မှာရုပ်ထုကမတက်ရက်လိုက်ပြီးဘာဆက်လုပ်ရမလဲဒါလည်းမသိတော့ဘူးရုပ်ထုလည်းသူတို့စီကိုလာနေပြီဒုတိယပညတ်တော်ကဖျားသခင်ကိုချီးကျူးရမယ်တဲ့ကျုပ်ကယူရတဲ့လေးတွေကိုသူတည်တနာလုပ်နေတာဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတယ်သူလည်းဒူးထောက်ပြီးချီးကျူးနေကနေအောင်ဒါတွေကချီးကျူးရမယ့်စကားလုံးတွေမဟုတ်ဘူးရွတ်နေပေမဲ့တက်နင်းလိုက်လို့ပြေးကြတော့မပြေးတဲ့စော်လေးကိုပါတက်နင်းပေးလိုက်ပြီးဂျူဟဲပြေးရအောင်မစ္စတာပက်လည်းငါမိသားစုစောင့်နေတယ်ငါဒီနေရာမှာမသေးချင်သေးဘူးဒီနေရာဆိုရင်ရောရပြီလားအနောက်ကရုပ်ထုပိုင်းလိုက်လို့လစ်သွားပြန်တယ်ဂျင်ဝူလည်းဘလို့ချီးကျူးရမှာလဲကွာဒါပေမဲ့ဂျူဟဲကိုလည်းမထားခဲ့ချင်ဘူးရုပ်ထုတွေကလက်နက်တွေနဲ့ပဲဟာဒီရုပ်ကတူရိယာနဲ့အလုံးတူရိယာကင်ထားတဲ့အယိုးအောက်ကိုပြေးကြစောင့်ချဲယူလည်းအယိုးအောက်ကိုရောက်တော့မှုတ်လိုက်ပြီးဒီရုပ်တွေကမတိုက်ခိုက်ဘူးအဲ့မှာဂျင်ဝူတို့ရောက်တော့မတီးလို့နှစ်ယောက်ဆိုရင်မရဘူးလားဂျင်ဝူလည်းနောက်ရုပ်စီကိုပြေးနေကဟိုမှာပဲရုပ်ထုကနင်းဖို့လှုပ်တော့ခုန်လိုက်ပေမဲ့ရုပ်ထုမှားသွားလို့အလုတ်ခံလိုက်ရကသွားနေတော့အနည်းခံလိုက်ရပေမဲ့မိသွားလို့အသက်ရှင်သွားခဲ့တယ်အဲ့မှာရုပ်ထုလည်းပြန်ထိုင်သွားပြီးအစင်ပြေရဲ့လားဂျင်ဘူးဟာသူ့ခြေထောက်လည်းပြတ်သွားလို့ဂျိုဟဲကကုသပေးနေရကအစွမ်းနဲ့အရန်သုံးလိုက်လို့သူမပါထိသွားခဲ့တယ်စိုးလိုက်တာကွာခင်လည်းခေါင်းဆောင်ဖြစ်တဲ့ငါကဆုံးဖြတ်ချက်ချတာမှားသွားခဲ့တယ်အလုံးဆုံးဖြတ်ခဲ့ကြတာမဟုတ်ဘူးလားကျွန်တော်အဖြစ်ပါအကုန်တာဝန်ယူပါမယ်ရုပ်ရဲ့ရုပ်ထုကလှုပ်ရှားလာကရစ်ပူစော်တဲ့ဆင်နဲ့ပေါ်လာခဲ့တယ်ဖះကိုရစ်ပူစော်ဖို့လှုပ်ထားတာလေတတိယမြောက်ပညတ်တော်ကဖះကိုယုံကြည်ပါတဲ့ခင်ကဆောင်ကိုထားနဲ့ရွှဲလိုက်ပြီးအကုန်လစ်ကုန်ပြီးတာဝန်ယူလိုက်တော့သူ့အမှားမဟုတ်တာဒီကိုလာဖို့အကုန်လုံးဆုံးဖြတ်ခဲ့ကြတာကိုမစ္စတာကင်စီထဲကိုဝင်သွားတော့မီးထွက်လာပြီးစင်ကိုသွားကြည့်ဖို့ထူပေးပါလားသူတို့စီထဲကိုရောက်လာတော့နောက်ထပ်မီးသုံးခုထွက်လာပြီးဒီနေရာမှာစောင့်နေရင်ရောသူများတွေလာခဲ့လောက်မလားကဲမဲသူမလာခင်မှာပဲသူတို့လှုပ်လာမှာပေါ့ဟာခိကတပတ်အကြမှာအပြည့်ပွင့်လာမှာအဲ့လိုဖြစ်လာရင်မကောင်းဆိုးဝါးတွေထွက်လာလိမ့်မယ်အဲ့ဒါကိုတားဖို့ဆိုရင်သတ်မှတ်ချိန်တွင် boss ကိုအနိုင်တိုက်ရမယ်ငါတို့မအောင်မြင်လို့အဲ့ဒါကြီးကအပြင်ကိုထွက်လာရင်လစ်ပြီပဲကျန်တဲ့နှစ်ယောက်လဲလာခဲ့လေတခုဖြစ်ခဲ့ရင်လဲအဲ့ကြမှာပေါ့ဝင်လာတော့မီးကထထွက်လာပြီးအဲ့မှာအပြမီးပါထထွက်လာခဲ့တယ်ဟာတကားပွင့်သွားပြီထောင်ချောင်းမဟုတ်ဘူးလားအဲ့မှာရုပ်ထုတွေကသူတို့စီကိုလာနေပြီးနှလုံးတွေကိုမပိတ်လိုက်နဲ့ကလေးတုံးကခိန်းတိုင်းပဲကြောက်ရွံ့စီကအကြည့်ကိုမလွှဲကြနဲ့ရုပ်ထုတွေရက်သွားပြီမဲ့စော်လေးကလှမ်းပြီးထွက်ပြေးသွားခဲ့တယ်တကားနဲ့ပိတ်သွားပြီမဲ့သူလွတ်သွားပြီအပြရောင်မီးတွေကအချိန်နဲ့အလိုက်ငိမ့်သွားတာလိမ်မော်ရောင်မီးကတယောက်ထွက်တာနဲ့ငိမ့်နေတေချာပေါင်းအဲ့ဒါကထောင်ချောက်ပဲဖះကိုယုံကြည်ဖို့အတွက်စမ်းသပ်နေတာဖြစ်နိုင်တယ်နောက်တယောက်ကပါဂျင်ဝူကိုထားပြီးထွက်ပြေးသွားကမလုံနဲ့လူတွေမရှိတော့ရင်ဟာပေါက်ကြီးဖြစ်သွားလိမ့်မယ်ကြောက်ရွံ့စီကနေအကြည့်မလွှဲရင်အဆင်ပြေလိမ့်မယ်အပြရောင်မီးကအချိန်ပဲအကုန်လုံးငိမ့်သွားရင်အကဲခံရနိုင်တယ်အကုန်လုံးငိမ့်သွားရင်လည်းဂျောင်မိတ်ခံရနိုင်တာပဲပြောရရင်အားအနည်းဆုံးမင်းကအသုံးဝင်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးအခုဒီအသက်ရှင်နေရတာကမင်းကြောင့်ပဲဒါပေမဲ့ငါမှမိသားစုတွေရှိသေးတယ်အိမ်ကိုပြန်ချင်သေးတယ်တောင်းပန်ပါတယ်ကွာထွက်ပြေးသွားခဲ့တယ်လှုပ်လာပြန်ပြီကွာဝမ်းနေလာပြီမင်းတို့နှစ်ယောက်သွားတော့တယောက်လောက်နေခဲ့ရင်တကားမပိတ်သွားတော့ဘူးဂျိုဟဲဂျင်ဝူကိုအပ်ခဲ့မယ်နော်ဟုတ်ဟာသမီးချစ်တော့ကအားမရှိတော့ဘူးဂျင်ဝူကိုကိုတာပေးလိုက်လို့အကုံသွားတာနေမယ်မစ္စတာဆောင်ဂျိုဟဲကိုခေါ်သွားတော့ကျွန်တော်နေခဲ့မယ်မြန်လေးအမားကိုထမင်းလိုက်ကျွေးမယ်လို့ခရီးပေးခဲ့တယ်နော်ဒါနဲ့အရင်ဝယ်စားထားလိုက်ပါအပြင်ရောက်ရင်ထပ်ဝယ်ကျွေးမယ်မေးအောင်လုပ်လိုက်ပြီးတောင်းပန်ပါတယ်
ဆောင်ချဲယူလို့ထွက်သွားတော့မိထက်ငိမ့်သွားတယ်တော်ပါသေးတယ်ငါတယောက်တည်းသိတော့မှမို့လို့ဒီလိုမှန်းသိရင်အမခံငွေတွေပို့ယူခဲ့တယ်ဓာတ်ကိုလှမ်းယူလိုက်ပြီးလာတိုက်စမ်းရုတ်ထုကဓာတ်နဲ့ထိုးလိုက်ပြီးထက်ကျုံလို့လွင့်သွားခဲ့တယ်ငါကအားနဲလို့အမြဲအလောင်ခံခဲ့ရတယ်ထက်ခုတ်လို့လက်ပါပြတ်သွားကငါလည်းပိုတန်ပါဆင်ခဲ့တာပေါ့ထက်ကျုံလို့လွင့်သွားပြီးငါစူးစမ်းရင်းနဲ့ဒီထိသက်ရှင်လာခဲ့ပြီးဓာတ်နဲ့အထိုးခံလိုက်ရကကျေးဇူးတင်တဲ့ဆိုတာကရှောက်ပြောနေတာနောက်ဆုံးတော့ဒုကောင်းသမားတွေကြီးပဲငါမှလည်းမိသားစုရှိတယ်ငါလည်းအသက်ရှင်လဲအိမ်ပြန်ခြင်းနဲ့အပေါ်ကိုဆွဲခေါ်သွားပြီးရစ်ခုံမကိုချလိုက်တယ်ဟင့်မသေးချင်သေးဘူးဟိုကကျွေးဖို့လုံနေပြီနောက်တစ်ချိန်အခွင့်ရရှိသေးရင်ကောင်းမယ်ကွာခုတ်ချလိုက်တယ်အစုံတိကျချုပ်ပေးခဲ့ကြလို့တငယ်ချင်းတော်အလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်